ဟုတ်ပြီအဲ့မှာ0ကနေပြီးတော့နော် acid monomer dicarboxylic acid ပေါ့ dicarboxylic acid monomer HO ထည့်လိုက်တယ် single bond ပေါ့နော်ပြီး single bond O ပေါ့ COOH ပေါ့အဲ့မှာဒီကောင်လေးကတော့ double bond ပေါ့ဟုတ်ပြီ dicarboxylic acid တစ်ခုရပြီပြီးရင်နောက်တစ်ခုဆက်ထည့်မယ် C single bond C double bond O လည်းပါတယ် single bond O လည်းပါတယ်ပြီးရင် hydroxyl group လည်းပါတယ်နော်အလဲက0ဒီဘန်ဇင်းကွင်းနေရာမှာဘာလေးကိုထည့်လိုက်လဲဆိုတော့ block လေးထည့်လိုက်အဲ့မှာ तू ကတစ်ချက်ပြောထားပါတယ် block ဆိုတာဘာလဲဆိုတာပြောထားတယ်နော်စာမျက်နှာ140ခေါ်မှာနော် test book ပဲနော် test ရဲ့စာမျက်နှာ140ခေါ်မှာဘာပြောလဲဆိုတော့ block ဆိုတာဘာကိုဆိုလို့လဲအဲ့မှာတစ်ချက်ရေးထားတယ်မျိုးကြည့်လိုက်တွေ့လားမသိဟုတ်တွေ့ပါတယ် blocks represent parts of the monomer ဘန်ဇင်းကွင်းဆရာတို့ကပြန်မဆွဲတော့ပြန်မဆွဲဘဲနဲ့အဲ့ဒီနေရာလေးမှာဆရာတို့က block လေးရေးလိုက်block ကဘာကိုကိုစားပြုလဲဆိုကြည့်ပါဦး the block represents The block represent parts of the monomers okay အဲ့လိုပဲလာပြီနောက်မှာဆွဲမယ် HO HO ဆိုတာဘာလဲ OH ပေါ့ hydroxyl group ပေါ့အလဲက ethene ဖြုတ်မယ် ethene ဖြုတ်ပြီးသမီးတို့ဒီမှာ block လေးဆွဲလိုက် block me parts of monomer အဲ့ဒါ ethene ကိုစားပြုပါတယ်ပြီးရင်ဒီဘက်မှာ OH ပေါ့ဟုတ်ပြီဒီကောင်ကတော့ alcohol နှစ်ခါပါတာဆိုတော့ diol ပေါ့ဟိုကောင်ကတော့ dicarboxylic acid ပေါ့ဟုတ်ပြီသမီးတို့ dicarboxylic ဘယ်လိုပေါင်းလဲ DICARBOXYLIC CRBOH1 LIC LIC ပေါ့နော် dicarboxylic ACID acid ပေါ့ dicarboxylic acid ပါမယ်ပြီးရင်ဒီဘက်က diol ပါမယ်နော်ဟုတ်ပြီအဲ့တစ်ခုကိုဇာတ်ကနေပြီးတော့ပေါင်းဆက်မှာဖြစ်ပါတယ်ဟုတ်ပြီပေါင်းဆက်တဲ့အခါမှာဘယ်လိုရမလဲ condensation polymer စာမျက်နှာ140ခွန် hydrogen atom ကဆုံးရှုံးပါတယ် alcohol ကနေ hydrogen ကိုထုတ်ညင်တာလိုက်ပါ hydrogen atom is lost from the alcohol နော်ဆရာတို့ AlCOHO ရဲ့ alcohol ကနေဘာထုတ်ရလဲ hydrogen နော် alcohol နဲ့ hydrogen ကိုထုတ်မယ်ဟုတ်ပြီ alcohol hydrogen ကိုထုတ်မယ်ဆိုတော့ carboxylic acid ကနေဘာထုတ်ရမလဲ hydroxyl group hydroxyl group OH ကိုထုတ်ပြရ alcohol ကနေ hydrogen ကိုထုတ်မယ် acid ကနေ OH ကိုထုတ်မယ်အဲ့ဒီ H နဲ့ OH နဲ့ပေါင်းလိုက်ရင်တော့ together this one water molecule ရေ molecule ရမှာဖြစ်ပါတယ်အဲ့လိုမျိုးဆက်ပြီးသွားရင် linkage အနေနဲ့ဘာရလဲဆိုရင် monomer are joined together by the ester linkage မြင်တာပါ ester linkage sorry link ဆိုတာ trade name ပါသူက polyester ဖြစ်ပါတယ်သူမှာ ester linkage ပါပြီးရင်ဆရာတို့ကစာမွေးမှာမေးလို့ရှိရင်write down ပေါ့write down နောက်မလဲ draw ပေါ့ဆွဲပါပေါ့နော် polyester ကိုဆရာတို့က2 repeat unit ပေါ့ repeat unit နှစ်ခါဆွဲပေးပါဒါမှမဟုတ်3 repeat unit အဲ့လိုမိတတ်တယ်တကယ်2 repeat unit ဆိုရင်ဆရာတို့နှစ်ခါဆွဲမယ်နော် dicarboxylic acid HO single bond C double bond O ပြီးရင်ဒီမှာ linkage လေးလာမယ်ပြီးဒီဘက်မှာ C double bond O single bond OH နော်ဒါက dicarboxylic acid ဟုတ်ပြီနောက်တစ်ခါ HO single bond block single bond OH ဒါက diol ဆက်ဆွဲမယ် HO single bond နော် HO single bond C double bond O single bond ပြီးရင် block လာမယ်ပြီးရင် single bond C double bond O single bond OH ဒါ dicarboxylic acid နှစ်ခါဘာကြံလာမလဲဆိုတော့နောက်မှာဒီမှာမြင်ရတာမလို့ဆွဲလိုက်ပြီနော် HO single bond block single bond OH နှစ်ခါပေါ့ diol ကလည်းနှစ်ခါ dicarboxylic acid ကလည်းနှစ်ခါ2 repeating unit ပေါ့ဟုတ်ပြီ2 repeating unit ကနေဆရာပြောကြည့်မယ် acid ကနေဆရာတို့က OH ကိုဖယ်လား 8 ကိုဖယ်လား OH ဒီ acid ကနေ OH ကိုဖယ်မယ်
echo ဟောနေပါဖေရမလဲ H ဖဲ h ကိုဖယ်မယ် s ကနေ oh ကိုဖယ်မယ်ပြီးရင်ဒီ dion ကနေပါဦးဖယ်မလဲ H ကိုဖဲ h ကိုဖယ်မယ်ဆရာပြောနားလည်လားမသိဘူး ဟုတ်နားလဲ ဟုတ်ပြီ h နဲ့ o နဲ့ပေါင်းပြီးပါရမလဲ H2 ကို h2 ကိုစာလေးနဲ့ဆရာရေးလိုက်မယ် h ရဲ့ oh ရဲ့နှစ်ခုပေါ့ s ကနေ oh ကိုဖယ်မယ် echo ဟောကနေ h ကိုဖယ်မယ် IMOV ရဲ့ remove ပဲဖယ်ရှားမယ် off WAD ရောက် water ပေါ့ MOLE CULE molecule ပေါ့ molecule တစ်လုံးတည်းမဟုတ်ဘူးဆိုတော့ S ထည့်လိုက်ပေါ့ removals of water molecules အဲ့လိုဖယ်ရှားပြီးတော့မှဆရာတို့ကဆက်သွယ်လို့ရတဲ့ linkage တွေဖြစ်သွားမယ်ဘယ်လိုဖြစ်မလဲဆရာရှေ့က COH ကနေ OH ကိုဖယ်လိုက်တော့ဘယ်လိုလာလဲဆိုတော့ linkage C double bond O single bond block ပြီးရင် single C double bond O single bond ရှေ့ကဒါလေးပဲကြံမယ်ပြီးလို့မြင်လား ဟုတ်မြင်ပါ ဟုတ်ပြီနောက်က echo ဟောကနေဘယ်ရစမလဲအိမ်မရှိတော့ဘူးဆိုတော့ ဟိုဟာစာ O လာမယ်ပြီးရင် block လာမယ်ပြီးရင် single bond O လာမယ်ဒီ H ရှိသေးလား ရှိတော့ပါ မရှိတော့ဘူးဆိုတော့ဘာဆက်လာမလဲ single bond C တ single bond C double bond O single bond block